Chelsea ကတော့ကျွန်တော်တို့ဒီ Enzo Fernandez ရဲ့အခြေအနေကြောင့်လာမယ့်နွေရာသီပြောင်းရွှေ့မှာဆိုရင်ကွင်းလယ်လူတယောက်ဝယ်ယူဖို့စီစဉ်နေတယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ဖော်ပြလာတယ်။အခုချိန်မှာဆိုရင် Enzo Fernandez က Chelsea မှာဆိုရင်ဆက်ပြီးတော့ရှိပါမလား။သူ့ရဲ့အခြေအနေကသေချာမသိရဘူး။ဒီနေရာမှာ Enzo ကိုကြည့်မယ်ဆိုရင်ဒီရာသီအကုန်မှာ Chelsea ကနေပြီးတော့ထွက်ခွာသွားနိုင်ခြေရှိတယ်။ Enzo Fernandez ကသူ့ရဲ့ interview မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Madrid ကိုတောက်လျှောက်ပြောနေတယ်နောက်ဆုံး interview မှာဆိုရင်ကျွန်တော်တို့ဒီ Enzo ပြောခဲ့တာကသူကစပိန်မှာဆိုရင်နေခြင်းတယ်စပိန်နိုင်ငံမက်ထရစ်မြို့မှာဆိုရင်သူကနေခြင်းတယ်ဘာလို့လဲဆိုတော့မက်ထရစ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့မျိုးဖြစ်တဲ့အာဂျင်တီးနားမြို့တော် Buenos Aires နဲ့ပုံစံချင်းတူတယ်ဒီနေရာမှာဆိုရင်သူကမက်ထရစ်မှာနေခြင်းတယ်ဆိုပြီးတော့သူကိုယ်တိုင်ထုတ်ပြီးတော့ပြောတယ်ပြီးတော့ကျွန်တော်တို့ဒီရှေ့တုန်းကတောက်ရှော့ Enzo Fernandez ကအသင်းမှာဆိုရင်ပြောဘူးအသင်းကထွက်ခြင်းတဲ့ပုံစံတွေတောက်ရှော့သူကပြောခဲ့တယ်Enzo Fernandez ကိုကြည့်မယ်ဆိုရင်သူကဒီရာသီအကုန်မှာဆိုရင်အသင်းကနေပြီးတော့ထွက်သွားနိုင်ခြေရှိတယ်။အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အတွက်ကြောင့်မို့သူတို့ကွင်းလယ်မှာဆိုရင်ကစားသမားတစ်တယောက်ဝယ်ယူဖို့စီစဉ်နေတယ်ဆိုပြီးတော့ Simon Phillips Sky Sport ကနေပြီးတော့တင်ပြလာတယ်။ဘယ်လိုမျိုးဆက်ဖြစ်မလဲကြည့်ရမယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကကွင်းလယ်နေရာမှာဆိုရင်ဘသူ့ကိုပြန်ပြီးတော့ဝယ်ယူအားဖြည့်မလဲကြည့်ရမယ်။ဒီနေရာမှာ Enzo ထွက်သွားမယ်ဆိုရင် Chelsea ကကွင်းလယ်မှာဆိုရင်ဘသူပြန်ပြီးဝယ်ယူအားဖြည့်မလဲကြည့်ရမယ်။ Enzo Fernandez ကိုကြည့်မယ်ဆိုရင်အခုချိန်မှာ Chelsea နဲ့ contract တဲ့ကိစ္စကလည်းဘလို့မှညှိလို့ကအဆင်ပြေသေးဘူး contract ကိုကြည့်မယ်ဆိုရင်32ထိကျန်သေးတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်သူတို့က contract တဲ့ကိစ္စစကားပြောတယ်ဘလို့မှကျွန်တော်ညှိနှိုင်းလို့ကအဆင်ပြေသေးဘူးလုံးဝအဆင်ပြေဘူးဆိုရင်ကျွန်တော်တို့ဒီ Enzo Fernandez ကဒီရာသီကုန်မှာအသင်းကနေပြီးတော့ထွက်သွားနိုင်ခြေရှိတယ် Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့က Enzo ကိုမရှင်းဖြင့် player ဖြစ်မသက်မှတ်ထားဘူးထွက်သွားခြင်းနဲ့ဆိုရင်သူတို့ထွက်သွားခွင့်ပြုမယ်ဒီနေ့မှာသူတို့သတ်မှတ်ထားတဲ့ကျွန်တော်တို့ဒီကြေးရမယ်ဆိုရင် Chelsea ကလက်လွတ်ဖို့အစီအစဉ်ရှိတယ်Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Enzo အတွက်ကပြောင်းရွှေ့ခြင်းကတော့သူတို့ကပေါင်တန်း100ကျော်ထိအလိုရှိတယ်ဒါကိုကြည့်မယ်ဆိုရင်တိတ်ပြီးတော့မထူးဆန်ဘူးအခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Enzo ရဲ့အသက် Enzo ရဲ့ကျွန်တော်တို့ဒီခြေစွမ်းပြီးတော့သူ့ရဲ့ကျွန်တော်တို့ဒီနာမည်လည်းရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ဘက်ကကျွန်တော်တို့ဒီအနည်းဆုံး transfer fee ကပေါင်တန်း100ကျော်လောက်ထိအလိုရှိတယ်ပြောမယ်ဆိုရင်အဲ့ဒါကိုကြည့်မယ်ဆိုရင်တိတ်ပြီးတော့ကျွန်တော်တို့ဒီပြောစရာမရှိဘူးတိတ်ပြီးတော့မထူးဆန်ဘူးအဲ့လောက်ကျွန်တော်တို့ဒီပေးမယ်ဆိုရင် Chelsea ရဲ့ Enzo ကိုထွက်ခွာခဲ့ကျွန်တော်တို့ဒီပြုတ်မယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဘက်ကရေးမထွက်က Enzo Fernandez ကိုစိတ်ဝင်စားတယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့ဒီ Madrid နဲ့ Enzo ကြားမှာဆိုရင်ဘာမှစကားပြောဆိုမှုတော့မလုပ်ရသေးဘူးဒါပေမဲ့တစ်ဖက်ကရေးမထွက်ကတာကျွန်တော်တကယ်တမ်းခေါ်ဖို့ကြိုးစားမယ်ဆိုရင်ဒီပြောင်းရွှေ့ကဖြစ်သွားနိုင်ခြေရှိတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကကျွန်တော်တို့ဒီ Enzo ကိုယ်တိုင်ကတစ်ဖက်ကဟိုဘက်ကိုရေးမထွက်ဘက်ကိုစိတ်ကအလိုနေနဲ့ပါပြီးသားတစ်ဖက်ကကျွန်တော်ထွက်ကတာခေါ်ဖို့ကြိုးစားမယ်ဆိုရင် Enzo Fernandez ကငင်းပယ်စရာအကြောင်းတော့ကျွန်တော်ဒီမရှိဘူးဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Chelsea နဲ့ Enzo Fernandez တစ်ဖက်ကရေးမထွက်ရဲ့အပြောင်းရွှေ့ဘယ်လိုမျိုးကျွန်တော်တို့ဒီဆက်ပြီးတော့ဖြစ်မလဲစောင့်ကြည့်ရမယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင် Enzo ထွက်သွားမယ်ဆိုရင်တို့ကကွင်းလယ်လူတယောက်ဝယ်ဖို့စီစဉ်နေတာတွေ့ရတယ်ဘယ်လိုမျိုးကျွန်တော်တို့ဒီဆက်ပြီးတော့ကျွန်တော်တို့ဖြစ်လာမလဲကြည့်ရမယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အခြေအနေကအခုချိန်ကတော်တော်လေးအခြေအနေဆိုးတယ်ပရီးမီးယားလိမှာလည်းကျွန်တော်တို့ဒီ Chelsea ကအခြေအနေမကောင်းဘူးဒါအပြင်ကစားသမားတွေကိုကြည့်မယ်ဆိုရင် Chelsea ကနေပြီးတော့သူတို့ကထွက်ခွာခြင်းတွေကြတယ်ဒီနေရာမှာဆိုရင် Enzo ပါဝင်တစ်ဖက်ကကိုဘမှာလည်း Chelsea ကနေပြီးတော့ထွက်ခွာခြင်းတွေဆိုပြီးတော့တိုင်းနေလည်းကြားနေရတယ်ဒီနေရာမှာဆိုရင်ကစားသမားတွေကကျွန်တော်တို့ Chelsea ကထွက်ခွာခြင်းတာကတိတ်ပြီးတော့မထူးဆန်းလောက်ဒီကစားသမားတွေကိုကြည့်မယ်ဆိုရင်ထိတ်တန်းကစားသမားတွေကမ္ဘာဆင့်ပလေယာတွေဒီနေရာမှာသူတို့ကိုကြည့်မယ်ဆိုရင်ထိတ်တန်းအောင်မြင်မှုတွေလိုချင်တာပဲဒီနေရာမှာဆိုရင်ပရီးမီးယားလိမှာဆိုရင်ပရီးမီးယားလိလိုချင်တယ်ပြီးတော့ချန်ပီယံလိလိုချင်တယ်ကစားသမားတွေကိုကြည့်မယ်ဆိုရင်သူတို့အောင်မြင်မှုတွေလိုချင်တယ်ဒါပေမဲ့အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အခြေအနေကအမဲဆိုရင်အဲ့လိုမျိုးပုံစံမျိုးဖြစ်မနေဘူးအခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ပိုင်ရှင်တွေကသူတို့ဆိုဖလားအောင်မြင်မှုဆိုတာထက်သူတို့ရဲ့ business အောင်မြင်မှုပို့ပြီးတော့အာရုံစိုက်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီခုချိန်မှာ Chelsea ရဲ့အခြေအနေကအောင်မြင်မှုတွေနဲ့ဝေးကွာနေတယ်ကစားသမားတွေကိုကြည့်မယ်ဆိုရင်ဒါတွေကိုသဘောမကျဘူးဒီနေရာမှာသူတို့ကိုကြည့်မယ်ဆိုရင်လာမယ့်နေရာတွေပြောင်းရွှေ့မှာဆိုရင်အသင်းကနေထုတ်ခါဖို့စဉ်းစားနေတာတွေ့ရတယ်သူတို့ပြင်ကျွန်တော်တို့ဒီ Enzo ကိုကြည့်မယ်ဆိုရင်လာမယ့်နေရာတွေပြောင်းရွှေ့မှာသူက Chelsea ကနေပြီးတော့ထွက်ခွာသွားနိုင်ခြေရှိတယ်ဆိုတော့အားလုံးမလှပကောင်းနေပါစေ see you ကျွန်တော်တို့